အိမ်နဲ့တအိမ်ပြန်မြ9 မိနစ်လောက်လမ်းလျှောက်ကဒီညာဘက်ကအနေနဲ့ခတ်ထားတဲ့ခြံဆိုရင်ဧက900ရှိအဲ့လိုခြံဆောင်တဲလေးတွေရာဆောင်တဲလေးတွေကြက်ခြံတဲလေးတွေသူတို့ဘယ်တန်ငါမှမကြွားရှာတော့စုံလောင်းခြင်းကြစုံလောင်းခြင်းတော့ကြွားပေးဒါစမွိုင်းရွာအပြင်ကြက်ချံတဲရာဆောင်တဲစုံငတ်သွားတဲ့လမ်းခရီးကြွားပေးရတာမြေုံရွာမြို့သက်ဥယျာဉ်ကျောင်းတိုက်ကကြွားပေးရစမွိုင်းစုံငတ်သွားတဲ့လမ်းအကောင်းဆုံးလမ်းတွေကလမ်းတနေရာပေါ့ဒါအကောင်းဆုံးလမ်းတွေကလမ်းတနေရာ